ပိတ်ရက်မှာမိသားစုလိုက်အေးအေးဆေးဆေးလေးအနားယူချင်တဲ့သူတွေအတွက်ဒီနေ့တော့ညီကမန္တလေးရဲ့ Hidden Gem နေရာလေးတစ်ခုကိုခေါ်သွားချင်ပါတယ်။တိတ်ကိုလာတဲ့တဘာဝတရားကြီးမှာစီးမျောရင်းနဲ့ဒီမှာရေကူးကန်တွေလည်းရှိတယ်အစားတောက်တွေလည်းကောင်းကောင်းမှစားလို့ရတယ်။အစားပိုင်းရောအတောက်ပိုင်းရောအဆင်ပြေရပေါ့နော်။ဒီနေ့ညီသွားနေတဲ့နေရာလေးကတော့ဒီမန္တလေးမြို့ဝက်နက်စင်စခန်းအကျော်ပေါ့နော်။ဝက်နက်ရွာနာ9မိုင်မှာရှိတဲ့ DDOD ဆိုတဲ့အပန်းဖြေစခန်းလေးပဲဖြစ်ပါတယ်။ဆိုတော့ညီနဲ့တူတူဒီနေ့ DDOD ကိုအတူတူသွားကြမယ်။ဒီနေ့တော့ညီဖက်ကတငယ်ချင်းတွေမန္တလေးကိုအလဲရောက်နေရတဲ့သူတို့ကိုထူးထူးခြားခြားလေးလိုက်ပို့ချင်တာဖြစ်တဲ့အတွက်ဒုထပတိမြစ်ဘေးက DOD 9မိုင်ပန်းဖြေစခန်းကိုတွားကြရပေါ့နော်။တောင်တန်းတွေရဲ့အောက်မှာကွေ့ပတ်ပြီးတော့စီးနေတဲ့ဒုထပတိမြစ်ကြီးကိုထိုင်ကြည့်ရင်းနဲ့တငယ်ချင်းတွေနဲ့အတူတူအေးအေးဆေးဆေးစားရင်တောက်ရင်နားလို့ရတဲ့နေရာလေးတစ်ခုပါ။အပြင်မှာဆိုရင်ပိုပြီးအောင်မှလှရရဲ့လုံးဝဒုထပတိမြစ်ကြီးကိုထိုင်ကြည့်နေရတာနဲ့တင်ကိုအမောတွေကိုပြေသွားတာပဲဓာတ်ပုံရိုက်စရာနေရာတွေကလည်းသူတို့တစ်ဆိုင်လုံးကအကျယ်ကြီးပဲဆိုတော့အများကြီးပဲပေါ့နော်မြက်ခင်းတွေတဲကလေးတွေရေကူးကန်မြစ်ဘေးဖိုတိုစပေါ့တွေကိုမှတကယ်အများကြီးပဲဆိုတော့ဓာတ်ပုံလှလှလေးရိုက်ချင်တဲ့သူတွေဆိုရင်လည်းဒီနေရာလေးသွားလို့ရပါတယ်ဟင်းပွဲလေးတွေကိုတော့နီစုံနေအောင်မှစားကြည့်ခဲ့ပါတယ်ဒီမှာ CBR တို့အဲ့လို BR ကိုတာဝါနဲ့အဲ့လိုမျိုးတွေလည်းမှာလို့ရတယ်ပေါ့နော်အစားအသောက်ကတော့သူအဲ့လိုငါးတံပြာပေါင်းတို့ပဇွန်ချင်ဆက်တို့အစိမ်းကြော်တို့အဲ့လိုမျိုးတရုတ်ဟင်းပွဲစတိုင်လေးတွေရတယ်ပေါ့နော်မီနူးလေးတွေကတော့ဈေးလေးတွေကတော့မစိုးဘူးပေါ့အရမ်းများရဲ့ထဲကိုတော့မပါဘူးဒါပေမဲ့အရသာလေးကိုတော့အရန်ကြီးရောမကြိုက်ဘူးပေါ့နော်အရန်ဆိုးတာတော့မဟုတ်ပေမဲ့ဒီထက်ပိုပြီးတော့အရသာလေးပိုကောင်းလာမယ်ဆိုရင်တော့ခဏခဏပိုပြီးတော့သွားချင်တဲ့နေရာလေးတစ်ခုဖြစ်လာမှာပါအဓိကကတော့တနေကုန်အဲ့လိုမြစ်ပေလေးမှာအေးအေးဆေးဆေးလေးနားလို့ရတဲ့ vibe ကလေးကိုတော့တော်တော်လေးကိုသဘောကျမိရဲ့ညီတို့ဆိုတငယ်ချင်းတွေနဲ့စားလိုက်တောက်လိုက်စကားပြောလိုက်ဓာတ်ပုံတွေပတ်ရိုက်လိုက်နဲ့အချိန်တွေဘလို့ကုန်လို့ကုန်သွားမှန်းတော့မှမသိဘူးပေါ့နော်မန္တလေးကနေဘလို့သွားမှန်းမသိရသူတွေအတွက်ကတော့ညီတို့9မိုင်ကမ်းခြေသွားတဲ့လမ်းအတိုင်းပဲသွားလို့ရပါတယ်အဲ့မှာသူက9မိုင်မှာရှိတာပေါ့နော် DODD 9မိုင် restaurant တို့ဆိုတဲ့ site book ကလေးကိုတွေ့ရင်ညာဘက်ကလေးကိုတန်းတန်းလေး꿰သွားလိုက်ရင်ရောက်ပါတယ်။ဒီ Google Map link လေးကိုလည်းဒီ post ရဲ့ comment မှာချထားပေးပါမယ်။ကဲဆိုတော့နောက်ထပ် vlog တွေမှာတွေ့ကြမယ်။ Bye bye